ချိန်နေရတွေ့ဖို့ခေါ်တာဘာလို့မို့တော့ ဟိုငါဒီရပိုင်းတွင်သုံးစရာမရှိတော့ဘူးအာနိစီမလာကတ်စား ဟဲ့လာမကတ်စားနဲ့လေနေဟဲ့အထိတ်မှမရှိမှပြောနေတော့လာစားထုတ်ပြီးတော့ဘလောက်မှမကြသေးလို့နေပတ်စံနေဘယ်ရောက်လာလဲ ဟောငါပတ်စံနေရငါအကျွေးတွေလည်းဆက်လိုက်ရသေးတယ်ဝေစားတွေကလည်းဝယ်လိုက်တာဆိုကုံသွားရင်မရှိတော့ဘူး ဟာနေဟာဟဲ့အထိတ်ပဲမရှိတာနေရောအလုပ်ရှိရင်တော့ပတ်စံရှိမှာပဲလေ ဟိုလောက်ကလည်းငါထွက်လာပြီးမှအဲ့ရလူရင်းနဲ့စစ်မပြေ ညာလဲဟာနင်ဘာလုပ်တတ်တာရှိလဲပြောနေအလုပ်တော့မရှိပဲနေလို့မရဘူးလေနေအလုပ်တစ်ခုတော့ရှိမှရမှာပေါ့ ငါလက်တက်တာဆိုလို့ငါအိတ်တက်တယ်စားတက်တယ်ငါပြုံးပြုံးလေးနေတက်တယ်ငါပတ်စံလေးကြိုက်တက်သေးတယ် အေးကောင်းတယ်အဲ့ဒါဆိုလို့ရှိရင်တော့ငါတို့ဝါတိတ်မှာဟာအလုပ်နေရတခုလိုတယ်ငါပြောရမယ်နော်နေအဲ့ဒါပြုံးလေးနေတက်ရုံနင်ပတ်စံနေလဲနေ့တိုင်းကြိုင်ရမယ်ဟာနေပြုံးလေးနေတက်ရင်ရပြီပတ်စံနေနေ့တိုင်းကြိုင်ရမယ်ဘလို့လဲ ညာဟုတ်လို့ဟုတ်လားကြားပြနေပါဆိုငါမလုပ်ဘူးငါကြောက်တယ် အာကြားထမဟုတ်ပါဘူးနေရလဲငါပြောတာဟာတမအာဇီဝအလုပ်ပြုံးလေးနေပြီးတော့နေ့တိုင်းပတ်စံကြိုင်ရမယ်လာကုန်ရင်လဲလာလာရအောင်မှာနော်ဟုတ်လားတကယ်ဟာလာသွားမယ် ဟဲ့နေဘာလို့မလဲငါ့ကိုပြော ဟာနင်ကလေငါပြောရမယ်နင်ပြုံးလေးနေတဲ့ယုံနဲ့နင်ရပြီပတ်စံအောင်နေ့တိုင်းကြိုင်ရမယ်ရှိပြောမယ်ဟာကတ်ရှာလောက်ရမှာ အော်ဟဲ့လား အေးကတ်ရှာဟဲ့ငါပြောမယ်နော်နင်ကတ်ရှာဆိုတာနေ့တိုင်းပတ်စံကြိုင်ရတယ်ဆိုပြီးတော့ပတ်စံနေဘတ်ဖို့မစင်းစားနဲ့နော်ငါမျက်နှာအိုးမဲမတော့နဲ့ရိုးသားတိုးသားကြားလား အမလေးငါအဲ့လိုမျိုးတုံးပြုံးမဲ့ကြည့်ရမြတ်ဆန်ဖတ်တော့ ပြီးရောအဲ့ဆိုလို့ရှိရင်လာနင်ကိုအလုပ်သိမ်းမိမယ်